ဟုတ်ကဲ့ကျွန်တော်တကယ်ကြီးမိတ်ဆွေများအားလုံးမင်္ဂလာပါနော်။နောက်ဒီနေ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရနော်။ဒီနေ့ကျွန်တော်လာပြီးမျှဝေတင်ပေးသွားမယ်အကြောင်းအရာလေးကတော့နော်ကိုရဲ့4ရက်မျက်နှာပြင်ပေါ်မှာနော်ကိုရဲ့4ရက်မျက်နှာပြင်ကိုဖွင့်လိုက်တာနဲ့အဲ့ဒီကြော်ညာတွေကိုခဏခဏတက်ရင်လည်းသူတွေစီလို့နော်ကျွန်တော်စီမှာခဏခဏလာပြီးမင်းနေတဲ့သူတွေစီလို့ကျွန်တော်ဒီနေ့လာပြီးဗီဒီယိုဖိုင်လာပြီးပြပြပေးသွားမှာပါနော်။အဲ့ဒီနီလာလေးကတော့ဘယ်လိုမျိုးသွားပြီးလုပ်ပြရမလဲဒီမှာဘာမှမဟုတ်ဆိုကိုယ့်ရဲ့ဖော်ထဲမှာပါလာတဲ့အဲ့ဒီ Play Store ကိုတစ်ချက်သွားပြီးနှိပ်ဝင်ပေးလိုက်နော်နှိပ်ဝင်လာလို့ပြီးဆိုရင်တော့ကိုပြန်ပြီးမြင်တွေ့ပေးရမှာတော့အဲ့ဒီ software လေးပဲဖြစ်ပါတယ်နော်ဒီမှာကျွန်တော်ရွေးထားတဲ့အဲ့ဒီ software လေးကိုလာပြီးdownload ဆွဲပေးရမှာဖြစ်ပါတယ်နော်တစ်ချက်လာပြီး download ဆွဲပေးလိုက်တယ်နော်download ဆွဲပေးတဲ့အချိန်မှာခဏလေးတော့ ဆော့ပေးရမှာဖြစ်ပါတယ်နော်ကိုယ့်ရဲ့ internetအပေါ်မူတည်ပြီးတော့ကိုကဆော့ပေးရမှာဖြစ်ပါတယ်နော်တကယ်လို့ကိုယ့်ရဲ့ internet ဆွဲအားမကောင်းဘူးဆိုရင်တော့အဲ့ဒါလေးတော့ဆော့ပေးရမှာဖြစ်ပါတယ်နော်ဒီမှာကျွန်တော်ရဲ့ internet ကတော့ကောင်းတယ်လို့ပြောရတာပဲနော်နော်ဒီနည်းလေးကတော့ကျွန်တော်တို့ငင်းမဲ့ဆွေတွေနော်တည်ရသူတွေစီးခဲ့မဲ့ဆိုရင်တော့ကျွန်တော်ဗီဒီယိုဖိုင်လေးကိုမကြည့်ဘဲနဲ့ကြော်သွားလို့ရပါတယ်နော်တကယ်လို့မတည်ရသူတွေအတွက်ကတော့ကျွန်တော်ဒီနေ့လာပြီးပြပေးသွားမှာဖြစ်ပါတယ်နော်ကိုက download ဆွဲထားလို့ပြီး download ဆွဲလို့ပြီးဆိုရင်တော့အဲ့ဒီ VR ရဲ့ open ကိုတစ်ချက်လိုက်ပြီးနေပေးလိုက်နော်နေဝင်လာလို့ပြီးဆိုရင်ကိုပြန်ပြီးနေပေးရမှာတော့ဒီအဲ့ဒီစာလေးနော်ဒီမှာကျွန်တော်ပြတဲ့အဲ့ဒီစာလေးတစ်ကြောင်းကိုလာပြီးနေဝင်ပေးလိုက်နော်ပြီးလို့ရှိရင်အဲ့ဒီ net ကိုတစ်ချက်လာပြီးနေပေးရမှာပြပါရနော်နေလို့ပြီးဆိုရင်ဒီ VR ရဲ့အဲ့ဒီခလုတ်ကိုတစ်ချက်လာပြီးနေဝင်ပေးလိုက်နေဝင်လာလို့ပြီးဆိုရင်အနောက်မှာပြန်ပြီးဆုပ်ပေးလိုက်နော်ပြီးလို့ရှိရင်အဲ့ဒီနေရာလေးမှာပဲလာပြီးနောက်တစ်ခါထပ်ပြီးနေပေးရမှာပြပါရနော်ကိုသွားပြီးနေပေးလိုက်နော်သူကဒီလိုမျိုးပေါ်လာပြီးဆိုရင်တော့ကိုကဘယ်နေရာမှာသွားပြီးနေပေးရမလဲဆိုရင်ဒီအပေါ်မှာအဲ့ဒီစာလေးတစ်ကြောင်းကိုတစ်ချက်လာပြီးနေပေးလိုက်နော်ပြီးလို့ရှိရင်ကိုကခဏလေးဆောက်ပေးရမှာပြပါရနော်ကိုရဲ့ပေါ်ထဲမှာအဲ့ဒီ software တွေကိုနော်ကြော်ညာတက်ရင်လည်း software တွေကိုသူကလာပြီးစာပေးသွားတာပြပါရနော်ခဏလေးဆောက်ပေးလိုက်နော်အဲ့သူစာရင်တဲ့အချိန်မှာဒီမှာနော်အဲ့ဒီ software ခုကိုလာပြီးမြင်တွေ့ရတာဖြစ်ပါတယ်နော်ဒီမှာလာပြီးတွေ့မြင်ရတာဖြစ်ပါတယ်အဲ့ဒီ software ခုကိုကိုကအကုန်လုံးဖြတ်ပြီးပေးရမှာဖြစ်ပါတယ်နော်ကိုဖြတ်တဲ့အချိန်မှာကိုကတေးချကြည့်ပေးရမှာဖြစ်ပါတယ်နော်အဲ့ဒီ software ကကိုကသုံးနေသေးလားမသုံးဘူးလားဆိုတာကတော့ကိုကတေးချကြည့်ပေးရမှာဖြစ်ပါတယ်အဲ့ဒီ software တွေကိုကိုကသုံးနေသေးတယ်ဆိုရင်တော့မဖြတ်ရင်လည်းရပါတယ်နော်မဖြတ်ရင်လည်းရပါတယ်တကယ်လို့အဲ့ဒီ software တွေကိုကိုကမတော်တော့ဘူးနော်မတော်တော့ဘူးမလို့အားတော့ဘူးဆိုရင်တော့ကိုကအဲ့ဒီ map ကိုတစ်ချက်လာပြီးနှိပ်ပေးလိုက်နော်နှိပ်လို့ပြီးဆိုရင်အဲ့ဒီ okay လေးကိုလာပြီးနှိပ်ပေးလိုက်ရုံနဲ့နော်အဲ့ဒီ software တွေကတော့ကိုကဘယ်လိုမျိုးတော်ပြီးကြည့်ပေးရမလဲဆိုတာတော့အဲ့ဒီအပေါ်မှာသူရဲ့နာမည်နော်ဒီ software နာမည်ကိုပေါ်လာမှာဖြစ်ပါတယ်တော့အဲဒီ software နာမည်လေးကိုသူချကြည့်ပြီးမှကိုက AOK ကိုလာပြီးနှိပ်ပေးရမှာဖြစ်ပါတယ်နော်ကျွန်တော်ကတော့ဖော်ကတော့ကြော်ညာတွေမတက်ပါဘူးနော်ကျွန်တော်မတက်တော့ဘူးကျွန်တော်ကတော့နမူနာဖြစ်နေလာပြီးပြပေးသွားတာဖြစ်ပါတယ်နော်တကယ်တော့ကိုကတပုတ်ချင်းစီမဖြည့်ချင်ဘူးဆိုရင်တော့ဒီအောက်ကအဲဒီ Doritos ကိုလာပြီးနှိပ်ပေးလိုက်ဆိုရင်တော့သူကအကလို့ပြည့်သွားမှာဖြစ်ပါတယ်နော်စေတများအ software တွေကိုသူကအကလို့ပြည့်သွားမှာဖြစ်ပါတယ်နော်အဲ့ဒီခုကိုနော်ကျွန်တော်ကတော့မဖြဲတော့ပါဘူးနော်မပြည့်ရဆိုတော့ကျွန်တော်ရဲ့ဖုန်းမှာကြော်ညာတွေကတော့မတဲပါဘူးနော်ကျွန်တော်တက်လာပြီးပြပေးသွားတာဖြစ်ပါတယ်နော်မသိရသူတွေအတွက်ကတော့ကျွန်တော်လာပြီးပြပေးသွားတာဖြစ်ပါတယ်တကယ်လို့ကျွန်တော်တကယ်ချင်းမဲ့ဆွေကနော်ဒီနေရာလေးကိုသွားပြီးအတော့ပြုကြည့်လိုက်ပါနော်မဲဆွေတို့ဖော်ထဲမှာနော်ကြော်ညာတွေခဏတက်လာမယ်ဆိုရင်အဲ့ဒီနီလန်လေးကိုလာပြီးအတော့ပြုပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်နော်တကယ်လို့ရမရကျွန်တော်ရဲ့ဗီဒီယိုအောက်မှာလာပြီးကွန်မန့်ရေးပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်နော်ပြီးလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုလည်းမဲဆွေတို့အတွက်အကျိုးစီးခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကို like and share လုပ်ပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်နော်ပြီးလို့ရှိရင်ကျွန်တော်ရဲ့ပြည်ရေး channel လေးကိုလည်း subscribe လုပ်ပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်နော်အားလုံးပဲအဆင်ပြေကြပါစေနော်